ကျွန်တော်ဒီနေ့အင်္ဂါနေ့မှာဘယ်ရီသွားပြီးတော့ဘာတွေလုပ်ခဲ့လဲလိုက်ခဲ့ကြပါအောင် Yo what's up ကျွန်တော်ကူပါဒီနေ့မနက်ကတော့ကျွန်တော် PC ကိုအရင်ဆုံးသွားနေရတယ် PC ကအခုဆိုရင် JC မှာလည်းပိတ်လိုက်ပြီးတော့ IFP မှာကျတော့ Apple Internet Advanced အတန်းတွေမရှိတဲ့အတွက်ကျွန်တော် Canada ကိုပဲသွားရတာပေါ့လေဆိုတော့ Canada နေတိုင်းဒီဘက်တော့ရောက်ဖြစ်နေတာဆိုတော့ VC မှာအတန်းတွေဘာတွေတက်ပြီးတော့ကျွန်တော်အိမ်ပြန်လာတယ်ပြန်လာပြီးတိတ်မကြဘူးပြန်ထွက်တယ်ထွက်တာတော့ဖွားဖွားဖះတဖူးခြင်းတယ်ဆိုလို့ကျွန်တော်တို့တောင်မွေ Ocean အရှိမှာရှိတယ်နောက်ဒီဘုံမင်းကောင်လမ်းထိပ်ကဖះကိုသွားဖူးတာပေါ့လေဆိုတော့ဖះမှာအေးချမ်းချမ်းနဲ့အေးဆေးဆေးဖူးခွင့်ရခဲ့တယ်ကျွန်တော်ဒီလိုမျိုးအပင်လေးတွေမြင်တိုင်းအပင်လေးတွေမှမဟုတ်ဘူးဗျအဲ့တဘာဝနဲ့ပတ်သက်တာအောင်မြင်တယ်ကျွန်တော်ကအဲ့လိုကင်မရာထုတ်ရတဲ့အချင်းကျွန်တော်မှငငယ်လေးတွေရှိတာအခုတည်းပဲအခုတော့ကျွန်တော်ဘရိုမာလန်ထဲမှာလာပြီးတော့စိုင်လာထိုင်နေတာပေါ့လေထိုင်နေတဲ့ဆိုင်ကတော့စီချက်ဆိုင်ပါတော်တော်များများအထင်ကြတယ်ကျွန်တော်အပြင်သွားရင်ကောင်းမလေးနဲ့အပြင်သွားတယ်လို့ထင်ကြတယ်မဟုတ်ပါဘူးဗျာကျွန်တော်မှာကောင်းမလေးလည်းမရှိပါဘူးကျွန်တော်မေမေနဲ့သွားရင်သွားတယ်မသွားရင်ကျွန်တော်တပွေလေးပဲသွားတာဘားကအချောင်းမှာပွိုင်းမီလိုစောင့်နေရင်းနဲ့ယထာတွေလေးဖြတ်သွားတာမြင်တော့ငငယ်တုန်းကယထာတွေကိုမြင်တိုင်းအမြဲတက်တာလိုက်ပြခဲ့တဲ့ကိုတော့ပြန်ပြီးတော့အောက်မေ့မိတယ်ဗျာအခုကတော့ကားစီဝင်ထည့်နေတာပေါ့လေကျွန်တော်ရဲ့မောင်ထီးလေးကတော့ဒီနေ့မှပဲစီထည့်ရတယ်ကဲအခုကတော့ဂျင်ဆော့နေတာကျွန်တော်ဂျင်ဆော့တဲ့အချိန်နဲ့တော်တော်မိုးချုပ်နေပြီဂျင်မှာဘယ်သူမှတော့မရှိတော့ဘူးကိုရီတပွေတဲ့တီးနေတာပေါ့လေတီးတာကတော့ရှယ်တီးတာပဲကဲဆိုတော့အားလုံးပဲ take care ကျွန်တော်ကူးပါ